ပါဒီဗီဒီယိုမှာ Huawei phone သုံးတဲ့သူတွေအတွက် VPN သုံးလို့အဆင်မပြေဘူးဆိုလို့ရှိရင်အခုနီလန်တိုင်းဆန်းပြီးတော့သုံးကြည့်ပါအဲ့တော့ပုံမှန်ဆိုလို့ရှိရင် Huawei မှာ Google Play Store မပါဘူး Google Play Store မပါတဲ့အတွက်ကြောင့်လိုအပ်တဲ့ app တွေကဒီ app gallery ကနေတွားပြီးတော့တက် down တယ် app gallery ကနေတက် down တဲ့နေရာမှာဒီတခြား app တွေအကုန်ရှိတယ်ဒါပေမဲ့ VPN app တွေကြတော့တိတ်ပြီးတော့များများစားမရှိဘူးပေါ့နော်များများစားမရှိတော့အဲ့ဒီအတွက်ဒီ Huawei phone သုံးတဲ့သူတွေအတွက်ဒီ G Speed ဆိုပြီးတော့ရှိတယ် G Speed ကနေ Google Play Store ထည့်ပြီးတော့အဲ့ကနေ down ပြီးတော့ VPN ကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့ Google Play Service လိုတယ်ဆိုလို့ရှိရင်လည်းဒီနည်းတိုင်းသုံးလို့ရတယ်လောက်ရမှာကရေဦးဆုံးဒီ browser တွေကနေ Huawei browser တွေကနေပဲသွားလိုက်မယ်ပြီးလို့ရှိရင်ဒီ sub bar မှာ G Speed ဆိုပြီးတော့ရရှာလိုက်ပြီးရင်ဒီပေါ်ဆုံးမှာ gspeed.com ဆိုပြီးတော့ရှိတယ်ဒီထဲပဲဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ free download APK ဆိုပြီးတော့ရှိတယ်ဒီကောင် download ဆက်လိုက်မယ်Okay ဒါဆိုလို့ရှိရင်ဒီမှာ download complete ရပြီပေါ့နော် download လုပ်ပြီးဆိုလို့ရှိရင်သုံးစံတိုင်းပဲ install တင်မယ် install တင်ဖို့အတွက်ကိုဒီမှာ along နှိပ်ပေးလိုက်ပါ Okay ဒါမျိုးသုံးခုပေါ်လာမယ်ဆိုလို့ရှိရင်ဒီအလဲက install ကိုနှိပ်ပြီးတော့ install တင်လိုက်မယ်ပြီးလို့ရှိရင် done ကိုနှိပ်တာပေါ့နော် done နှိပ်ပြီးအလဲနဲ့ထွက်မယ်ပြီးလို့ရှိရင်ဒီအပြင်မှာ G Speed ကိုတွေ့ရပြီ G Speed တွေတစ်ချက်ဝင်လိုက်မယ်ဒီနေရာမှာ start ကိုနှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင် allow ပဲပေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ continue ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်သူက loading ဆွဲနေပြီပေါ့နော်ဒီစာတန်းဒီပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ enable လုပ်ပြလိုက်ပေါ့နော်ပြီးလို့ရှိရင် allow okay ဒါဆိုလို့ရှိရင်Google Play Store တွေကိုဝင်လိုက်မယ် Google Play Store အကောင့်ဖွင့်ပြီးတော့လိုချင်တဲ့ VPN down လို့ရပြီပေါ့နော်ဒီမှာတော့ကျင်ညာတော့နည်းနည်းတက်မယ်ကျင်ညာမတက်ချင်ဘူးဆိုလို့ရှိရင်တော့ဒီ move version နဲ့လိုက်ပြီးတော့လိုက်တောင်းပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာမှာ Google အကောင့်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာမှာ Play Store အကောင့်ဒီ Google အကောင့်ထည့်လိုက်မယ်နော်ဟုတ်ပြီအဲဆိုအပြင်တစ်ချက်ပြန်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီ Google Play Store နဲ့ပဲတစ်ချက်ဝင်လိုက်မယ်ကဲဒါဆိုလို့ရှိရင်ဒီမှာ Google Play Store ရပြီဖြစ်တဲ့အတွက်ကြောင့်မှာ VPN အဆင်ပြေတဲ့ VPN ကို share down လုပ်ရတယ်ပေါ့နော်ဒီမှာကျန်း VPN ကို down မလားဒါမှမဟုတ်ဥပမာ now VPN ကို down မလားပေါ့နော်ကို down ကျင်လဲ VPN ကို down ပြီးတော့ချိန်ပြီးရင်သုံးလို့ရပြီပေါ့နော်ဒါဆိုရင်ဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ VPN ကို down လုပ်ရတယ်ဒီမှာ Speed Top Up ယူမလား VPN တော်များစုံလင်းဒီအပြင်ကဒီ Google Play Store ရတဲ့ဖုန်းတွေလိုမျိုးပဲဒီ Play Store မှာပါတဲ့ဒီ VPN တွေအကုန်ချိန်လို့ရတာပေါ့နော်အကုန်ချိန်ပြီးတော့သုံးလို့ရတယ်ဒီမှာ Google နဲ့ပတ်သက်တဲ့ဒီ Google နဲ့ပတ်သက်တဲ့ app တွေအကုန်လုံးရှိတယ်ပြီးလို့ရှိရင်ဒီမှာ YouTube ဆိုလည်းရှိတယ်ဒါဆိုလို့ရှိရင်ကိုဒီ Play Store နဲ့ပတ်သက်တဲ့ app တွေအကုန်လုံးကိုဒီ G Speed ကနေဝင်ပြီးတော့ဝင်သုံးလို့ရပြီပေါ့နော်ဒီ Huawei phone အတွက်က G Speed ရမဟုတ်ဘူးတချို့ဆိုလို့ရှိရင် G Box တို့ပါလို့ရှိတယ်ပေါ့နော်အများကြီးဒါပေမဲ့ဒီအဲ့ဒီတိုင်းမှာကိုအဆင်ပြေရပေါ့ကိုသဘောကျတဲ့ဟာကိုတော့ပေါ့နော်ကျွန်တော်ကတော့ဒီ G Speed ကိုပို့ပြီးတော့သဘောကျလို့အဲ့ဒါကြောင့်မို့ဒီကောင်နဲ့တောက်တယ်ပေါ့နော်ဒါကတော့ Huawei phone တွေမှာဒီ VPN သုံးလို့အဆင်မပြေဘူးဆိုလို့ရှိရင်ကူနီလန်လေးတိုင်းဆန်းပြီးတော့ဆန်းသုံးကြည့်ပါဗီဒီယိုကိုစုံတဲ့ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်